ကောင်းစားရင်မင်းဖြစ်တယ်ဆိုတာတကယ်လားကောင်းစားရင်တကယ်ရောမင်းဖြစ်နိုင်တယ်ကောင်းစားရင်မင်းဖြစ်တယ်ဆိုတဲ့စကားပုံကဘယ်ကနေပေါ်ပေါက်ခဲ့ရလဲကျွန်တော်တို့ငယ်ငယ်ကခေါင်းမစားခြင်းတဲ့ခါတွေမှာလူကြီးလူမတွေကခေါင်းစားရင်မင်းဖြစ်တယ်ခေါင်းစားရင်မင်းဖြစ်တယ်ဆိုပြီးကျွန်တော်တို့ပြောခဲ့ကြတာအားလုံးလည်းမှတ်မိမယ်လို့ထင်ပါတယ်အဲ့ဒီတော့ခေါင်းစားရင်မင်းဖြစ်တယ်ဆိုတဲ့စကားပုံကဘယ်ကနေပေါ်ပေါက်ခဲ့ရလဲဆိုတာကျွန်တော်ပြောပြပေးသွားမှာပဲဖြစ်ပါတယ်တေခရိယာပြည်ကြီးမှာငတ်တပမင်းစဲဆိုတာရှိခဲ့တယ်တက္ကရာ433ခုနှစ်မှာငတ်တပမင်းဖြစ်ခဲ့တာပေါ့ငတ်တပမင်းရဲ့အကြောင်းကဆန်းတော်အဆန်းသားပြအဲ့ဒီအချိန်ကတေခရိယာပြည်ကြီးမှာနေထိုင်သူတဦးကမိမိသားကိုထုကျင်စေဖို့အတွက်ဆရာတော်ထံမှာအနံပြီးအတက်ပညာတွေသင်ကြားခိုင်းခဲ့တာပေါ့ထိုလူငယ်ဟာဆရာတော်ကိုလူတီလေးစားမှုရှိပြီးဆရာတော်ရဲ့စကားကိုမြေဝမကျနားထောင်တာကြောင့်ဆရာတော်ကလည်းချစ်ခင်ခဲ့တယ်။ဒီနေ့မှာတော့ဆရာတော်မွေးထားတဲ့ကျက်ပါဟာငါကောင်းစားရင်မင်းဖြစ်လက်တန်းလို့တွန်းတာပေါ့။ဆရာတော်ကလည်းကျက်တွင်တန်းကထူးတယ်ဆိုပြီးထိုလူငယ်ကိုခေါ်ကာမောင်ရင်ဒီကျက်ဟာထူးထူးဆန်းဆန်းတွင်တယ်ချက်ပြုတ်ပြီးငါ့ကိုကဲလို့မိတ်လိုက်တာပေါ့။ဒါနဲ့လူငယ်လည်းဆရာတော်ခိုင်းတဲ့အတိုင်းကျက်ကိုဖန်သက်လိုက်ပြီးချက်ပြုတ်ပြီးလို့ဟင်းပြီးတဲ့အခါမှာမတော်တဆကြက်ကောင်းဟာမိမှုတဲ့ပြုတ်ကျသွားတာပေါ့ထိုလူငယ်ကလည်းဆရာတော်ကိုယူသေးတာကြောင့်ဒီကြက်ကောင်းဟာမတတ်တော့ဘူးဆိုပြီးရေးဆေးပြီးတော့စားလိုက်တာပေါ့အချိန်တန်လို့ဆွန်းကတ်တဲ့အခါမှာကြက်ကောင်းပါမလားလို့ဆရာတော်ကမေးတော့အောက်ပြကြလို့မတတ်တာနဲ့တပည့်တော်စားလိုက်ပါတယ်ခင်ဗျာလို့လျှောက်တာပေါ့ဆရာတော်ကလည်းဒီကြက်တွင်နဲ့မှန်ကိုစောင့်ကြည့်ရမယ်လို့စဉ်းစားပြီးထိုလူငယ်ကိုအထူးထူးသောလောကဝိဓမ္မဝိရာဇဝိတို့ကိုသင်ပေးပြီးအမတ်စစ်သူကြီးတယောက်ထံမှာအနံခဲ့တာပေါ့အမတ်စစ်သူကြီးကလည်းတာသမီမရှိတာကြောင့်ထိုသူငယ်ကိုတာအမှန်နဲ့ချစ်ခင်ခဲ့တယ်လို့ဆိုပါတယ်သူငယ်ကလည်းရုပ်စင်နာကောင်းမွန်တာကြောင့်အဝတ်တစားတင့်တယ်စွာဆင်ရင်ပြီးခေါ်ဆောင်လာခဲ့တယ်အခါမှာတော့စစ်သူကြီးကထိုလူငယ်ကိုဘရင်တံခေါ်သွားပြီးခါစားစေခဲ့တယ်မင်းကြီးလည်းထိုလူငယ်ရဲ့အမူအရာဟာတိမ်မွေးကြစ်လစ်ပြီးလိမ္မာရေးချရှိပုံကိုတတိပြုမိရာကြောင့်စစ်သူကြီးထံမှတောင်းကာအဖြစ်မွေးစားခဲ့တယ်လို့ဆိုပါတယ်ထိုလူငယ်ကလည်းဉာဏ်ပညာထက်မြက်တဲ့သူဖြစ်ပြီးမင်းမူမေးရာနားလေကတရားစီရင်ရေးပြည်ထဲကြီးမှာလည်းလိမ္မာတက်ဝင်ပြီးမင်းကြီးကိုလည်းအလွန်ယိုသေးတာကြောင့်သမီးတော်နဲ့ထိမ်းများပြီးအိမ်ရှိရာကိုပေးအပ်ခဲ့တယ်လို့ဆိုပါတယ်မူမတ်တွေကလည်းနှစ်လိုဝမ်းသာပဲရှိခဲ့ကြတယ်ထိုလူငယ်ကိုအိမ်ရှိနှံ့ရထားပြီး15နှစ်ရှိတဲ့အခါမှာမင်းကြီးဟာနှဲ့ရဆန်ခဲ့တယ်အဲဒီကထိုလူငယ်ဟာမင်းဖြစ်ပြီးငတ်တပမင်းလို့အမည်တွင်ခဲ့တာပေါ့ငတ်တပမင်းဟာရတနာသုံးပါးကိုစီးခဲ့ပြီးမူမတ်ပညာရှိတို့နဲ့လည်းတိုင်ပင်ကမင်းကျင်တရားနဲ့အညီအုပ်ချုပ်ခဲ့တယ်လို့ဆိုပါတယ်ကြက်ကောင်းစားရလို့အတိတ်ပဲရခဲ့တဲ့တရမပထိုးတော်ကြီးကိုလည်းတီထားကိုွယ်ခဲ့ထိုပထိုးကြီးပြီးလို့တာတို့ခေါ်တဲ့ချိန်မှာညီကြီးတော်တုံလုခဲ့တယ်လို့ဆိုပါတယ်ငတ်တပမင်းဟာမင်းစည်းစိမ်50နှစ်အသက်တော်66နှစ်မှာနှဲ့ရဆန်ခဲ့တယ်ငတ်တပမင်းဟာမင်းမျိုးနဲ့မဟုတ်ပဲမင်းဖြစ်ခဲ့တာကြက်ကောင်းစားလို့မဟုတ်ပဲရတနာသုံးပါးကိုကြီးညိုလင်းမြတ်ခြင်းမိဘဆရာတို့ကိုဒိုးသွေးစွာလှုပ်သွေးခြင်းလုံလဝိရိယရှိပြီးပညာဉာဏ်ထက်မြက်ခြင်းတို့ကြောင့်မင်းဖြစ်ခဲ့တာလို့ကျွန်တော်ကတော့ထင်မြင်မိပါတယ်။ရာဇဝင်တွေမှာတော့ငတ်တပမင်းဆက်16တက်တောင်ရှိခဲ့တယ်လို့လေ့လာတွေ့ရှိခဲ့ပါတယ်။ငတ်တပမင်းဟာကြက်ကောင်းစားလို့မင်းဖြစ်ခဲ့တာကြောင့်ကလေးလူငယ်တွေကိုကောင်းစားစီရင်တဲ့အခါမှာကောင်းစားရင်မင်းဖြစ်တယ်လို့တုံ့လို့ရင်းနဲ့စကားပုံလေးတစ်ခုဖြစ်လာခဲ့တာပါ။ကောင်းစားရင်မင်းဖြစ်တယ်ဆိုတဲ့စကားပုံလေးကယနေ့ထိတိုင်းကျွန်တော်တို့ပတ်ဝန်းကျင်တွေမှာကြားနေရတော့မှာပဲကျွန်တော်ဗီဒီယိုလေးကိုကြည့်ပြီးဘူဒူလာဖြစ်ပွဲအစုံတရားများတွေ့ခဲ့ရင်လည်းဘုမမရေးသွားခဲ့လို့ရပါတယ်အခုလိုစိတ်ဝင်စားစရာဗီဒီယိုတွေကိုအဆင်မပြတ်တင်သွားပေးလို့မှာမို့ channel လေးကို subscribe လုပ်ရတဲ့ရင်လည်းလုပ်ခဲ့ပြီးလို့တောင်းဆိုပါတယ်နောက်ဗီဒီယိုမှာပြန်တွေ့ကြမယ်